ဒီနေရာလေးမှာမင်းနဲ့ဦးစင်းတူတူနေလာကြဘာပေါင်းတော်တော်ကြာပြီဒီနေရာလေးကိုမင်းလည်းပြောတယ်ဦးစင်းလည်းစိတ်ချမ်းသာတယ်ဒါမှကန်ကောင်းရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဦးစင်းတို့အားလုံးကခဏပဲတောင်တန်းရှုံမြောင်စိမ့်စားချင်းငန်းနဲ့ပန်းမွင့်လေးတွေနားလေးနေဒီစံချေလာတော့အနိုင်မဲလာရဲ့မြတ်တရားကဘာတီးရွယ်လာပါလေဒီချေတရားဒီကဘာလောကယုံဦးစင်းတို့အားလုံးကခဏလာတဲ့အဲ့တဲ့အဲ့တော့မင်းသဘောပေါက်ထားမယ်ဒါဖျားဟောတဲ့တရားပဲကန်တော့ရဲ့အရာတိုင်းကအချိန်တန်ပျက်စီးရမှာပဲအားကြောင့်ဒီเจ้าလေးလည်းမဆွဲလန်းနဲ့ပြီးတော့ဦးစင်းတို့အခုပိုင်ဆိုင်သမျှဘယ်အရာမှအဆွဲလန်းမထားနဲ့တကယ်လို့ဆွဲနေရင်ဒီတန်တရားဝဲကြရတဲ့လေဦးစင်းတို့ကဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူးကန်တော့ဒီတန်ရောစေတန်ရောစေတနေ့တော့ဖြစ်နေစေရမှာဦးစင်းတို့လည်းတစ်ချိန်ချိန်ကြာရင်ခွဲရအောင်ပါပဲအဲ့လိုမင်းတို့နားလဲစေချင်တယ်မင်းနားလဲအောင်ဦးစင်းဘယ်လိုပြောပြအောင်လဲခံကောင်းတယ်ဦးစင်းကလေမင်းတို့နောက်ဘဝကြာရင်ဒီထက်ပိုကောင်းတဲ့ဘဝလေးတစ်ခုကိုပိုင်ဆိုင်စေချင်လို့ပါခံကောင်းတယ်ဦးစင်းလေးဦးစင်းလေးဦးစင်းဦးစင်းလေးဦးစင်းဦးစင်းလေးကပ်ပြရအရေးတကြီးနဲ့ဘာဖြစ်လာတော့